တာကီမီချီတယောက်မိုက်ကီနောက်ကိုလိုက်ရင်နောက်ဖေးလမ်းကြားတစ်ခုမှာရိုက်နှက်ခံနေရပါတယ်အဲ့လူကတာကီမီချီရဲ့စပင်ကိုဆွဲပြီးလီးပဲစောက်မအေးလို့ဘွန်တန်နဲ့အဲ့ဒမဲကိုငါတို့ဆိုင်ရှိလာမပြောနဲ့ငါတို့ကဘွန်တန်နဲ့မပတ်သက်ချင်တော့ဘူးလို့ပြောပြီးထွက်ခွာသွားပါတယ်ပြန်လမ်းမှာကာတူတိုရာတွေ့တော့တာကီမီချီအေးဆေးလောက်ပါမင်းဘာလို့အလင်းလုံးနေရလဲလို့မေးလိုက်ပါတယ်တာကီမီချီကမင်းတီလာဒါကလေးခုမြောက်နေရပဲမင်းပြောတဲ့ဘွန်တန်ရဲ့ခိုအောင်ရတွေအားလုံးကိုငါသွားပြီးပြီဒါပေမဲ့မိုက်ကီနဲ့ပတ်သက်တဲ့တဲလွန်စာတစ်ခုတောင်ရှာမတွေ့ခဲ့ဘူးအေးဆေးလုံးနိုင်စရာအကြောင်းမရှိဘူးလို့ပြောတော့မဖြစ်နိုင်ဘူးအဲ့ဒါဒီအားလုံးကဘွန်တန်ရဲ့ခိုအောင်နေရတွေပဲလို့ကာတူတိုရာကစိုးရင်ကြီးပြန်ဖြေလိုက်ပါတယ်ကာတူတိုရာကတာကီမီချီရဲ့ရိုက်နှက်ခံထားရတဲ့ပုံစံကြောင့်ထဲဝင်ပါရင်ဒုက္ခရောက်လိမ့်မယ်ကိုတက်တည်တဲ့ကိစ္စကိုတော့ငါမကူညီချင်ဘူးဒါကိုဆုံးသက်ရအောင်3ရက်အတွင်းမင်းရဲ့မင်္ဂလာပွဲတော့အဲ့တော့မရဘူးမင်းတခုဖြစ်သွားရင်ခြားသူတွေကိုဘယ်လိုရင်ဆိုင်ရမလဲမသိဘူးလို့ပြောပြီးထွက်ခွာသွားပါတယ်တာကီမီချီတို့စကားပြောနေတာကိုလူတစ်ယောက်ကခိုးနားထောင်နေတာကိုသူတို့ကသတိမထားမိလိုက်ပါဘူးတာကီမီချီနဲ့ကာတူတိုရာတို့ဘိုးလင်းကွင်းအဟောင်းတစ်ခုကိုရောက်လာကြပါတယ်တာကီမီချီတယောက်စိတ်ညစ်နဲ့ထိုင်နေရင်ဒရာဂန်နာအိုတိုတို့ကမိုက်ကီကိုရှာနေတာရခိုင်းနေတဲ့စကားတွေခေါင်းထဲဝင်လာခဲ့ပါတယ်တာကီမီချီတယောက်အတွေးလုံနေတော့မှပဲနောက်ကနေခေါင်းကိုတနက်နဲ့ထောက်လိုက်ပြီးမလုပ်နဲ့တော့ငါပြစ်မှာလို့ကြောက်ရောက်ကပြောလိုက်ပါတယ်နောက်တစ်ပိုင်းမှာကမိုက်ကီတယောက်ပေါ်လာပြီးဘာတွေလုပ်နေမလဲကိုသိရမှာပါဗီဒီယိုလေးကိုကြိုက်ရင် like နဲ့ subscribe လေးလုပ်ပေးဖို့မင်းနဲ့တော့ထိုလူကတော့စန်စုပါတားကြီးမင်းကနန်ဆော်နေတာပဲဟိုတုန်းကအနက်တွေတောင်ပြန်ရတယ်ပိန်ညောင်နေတဲ့မအေလို့ပြောလိုက်တော့တာကီမီချီကမင်းဘလူလဲလို့ပြန်မေးလိုက်ပါတယ်အဲ့ချိန်မှာပဲမိုက်ကီရောက်လာပြီးစန်သူကတိတ်နေပြီးခေါင်းဆောင်ပြောတာကိုနားထောင်ဖို့ပြောလိုက်ပါတယ်ဒါကအကောင်းဆုံးနာကပ်ပဲမလားဒီတော့မင်းမေးချင်တာဘာရှိလဲလို့မိုက်ကီကပြောလိုက်တော့တာကီမီချီကမျက်ရည်တွေဝဲလာခဲ့ပါတယ်တစ်ဖက်မှာတော့ဟီနာလီကတာကီမီချီရဲ့အိမ်ကိုရောက်နေပြီးအိမ်မှာဘယ်သူမှမရှိပါဘူးအဲ့ချိန်မှာပဲတာကီမီချီပေးထားတဲ့လယ်ဆွဲလေးကပြတ်သွားပြီးဟီနာကဆွဲကြိုးကိုကြည့်ရင်မကောင်းတဲ့ခံစားချက်တွေရနေတယ်လို့တွေးမိပါတယ်တာကီမီချီကဖိတ်စာကိုထုတ်ပြလိုက်ပြီးငါမင်းကိုဒါပေးခြင်းနဲ့ဒါကမင်္ဂလာပွဲဖိတ်စာပဲဘာပဲဖြစ်ဖြစ်မင်းကိုလာစေခြင်းနဲ့လူတိုင်းကကောင်းကောင်းဖြစ်နေပြီလွန်ခဲ့တဲ့12နှစ်ကမင်းဂရိပေးခဲ့တဲ့အတိုင်းမင်းကလွဲရင်ဟီနာပါဝင်လူတိုင်းကပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ထားတယ်လို့ပြောလိုက်တော့ဆန်သူကမင်းဇက်ကိုပိတ်ထားဒါမှမဟုတ်ရင်ငါမင်းကိုတတ်ပြစ်မယ်လို့တနက်ထောက်ထားရင်ဝင်ပြောလိုက်ပါတယ်မိုက်ကီကငါ့ကိုတယောက်တည်းထားခဲ့နိုင်မလားငါတူးနဲ့2ယောက်တည်းစကားပြောနေတယ်လို့ပြောလိုက်တော့ဆန်သူကဟုတ်ပါပြီအောက်ထပ်မှာစောင့်နေမယ်လို့ပြောရင်အောက်ဆင်းသွားပါတယ်ခန်းထဲကလေတူးကအေးဆက်နေပြီးတာကီမီချီကမိုက်ကီအမောင်ချမ်းစိတ်ဆန္ဒဆိုတာပါလေမင်းစိတ်လွတ်သွားတာကီဆာကီနဲ့မင်းရဲ့အကိုကြီးတိတ်ဆုံးမှုကြောင့်လို့ထင်ခဲ့တာဒါပေမဲ့အဲ့ဒါကအကြောင်းပြချက်မဟုတ်ဘူးဗီဒီယိုထဲမှာမင်းပါလီပြောထားတာလေငါအချိန်နောက်ပြန်သွားလို့မရတော့ဘူးဘာလို့ဆိုတော့ဟီနာကိုကဲဖို့ပန်းနိုင်ကပြီးသွားပြီလို့ပြောနေပေမဲ့မိုက်ကီကအေးဆက်တဲ့မျက်လုံးတွေနဲ့ပဲကြည့်နေပါတယ်တာကီမီချီကထပ်ပြီးရအားလုံးအတွက်ကျေးဇူးတင်ပါတယ်ဒီနာကမတူဘူးမင်းကလူတိုင်းကိုကဲတင်ခဲ့တာအခုကငါလည်းပဲမင်းကိုကဲတင်ဖို့လို့ပြောနေတော့စကားမဆုံးခင်မှာပဲမိုက်ကီကတာကီမီချီရဲ့နောက်ကျောကိုတနက်နဲ့ပြစ်လိုက်ပါတယ်တာကီမီချီကတနက်တန်ရာကြောင့်လဲကျသွားကမိုက်ကီကထလာပြီးခေါင်းတဲတဲ့ကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်တစ်ဖက်မှာတော့ဟီနာလေးကအိမ်တန်ရှေးတွေလုံနေပြီးတာကီမီချီအိမ်ပြန်နောက်ကျနေလို့စိတ်ပူနေပါတယ်မိုက်ကီကသူ့ရဲ့နေကတာကီမီချီကိုကြည့်ရင်ငါမဆုံးချင်တာဘာလို့လဲဆိုတော့ကိစ္စတွေဒီလိုမျိုးပြီးသွားမှာမလို့ပဲရှေလျားတဲ့မိန်းကြီးစင်ကဒီမှာဆုံးသက်ပြီလို့ပြောလိုက်ပါတယ်တာကီမီချီကတော့တနက်တန်ရာကြောင့်အတင်းအားယူရင်ငါမင်းကိုကယ်မယ်လို့ပြောလိုက်တော့မိုက်ကီကကြောင်အပ်သွားပါတယ်မိုက်ကီကအရာအလုံးဒီမှာအဆုံးသက်မယ်လို့ပြောပြီးခေါင်းမိုးပေါ်တက်သွားပါတယ်အဲ့ချိန်မှာပဲပတ်ဝန်းကျင်ကလူတွေပြောမှခေါင်းမိုးပေါ်မှာမိုက်ကီခုံချတော့မှာကိုမြင်တော့ဆန်သူကထိတ်လန့်သွားပါတယ်မိုက်ကီကခေါင်းမိုးပေါ်ကနေအောက်ကိုကြည့်ရင်ရှီနီချီရိုအမ်မာဘာဂျီဒရာဂန်တို့ရဲ့စကားတွေကိုပြန်တွေးမိနေပါတယ်ပြီးတော့မိုက်ကီခုံချလိုက်တဲ့ချိန်မှာပဲမိုက်ကီရဲ့လက်ကိုတာကီမီချီကဖတ်ဆွဲထားလိုက်ပါတယ်တာကီမီချီတယောက်ကတနက်တန်ရာကြောင့်ပါဇက်ကသွေးတွေထွက်လာပေမဲ့ငါမင်းကိုတိတ်ကိုင်းမှာမဟုတ်ဘူးလို့အော်ပြောလိုက်ပါတယ်မိုက်ကီတယောက်ကကြောင်အပ်သွားပါတယ်